Plastic တွေဟာအမောင်ထူးကျဲကလာတာပါ Plastics come from the darkness ဒီနေ့တော့ plastic ထုတ်လုပ်မှုလျှို့ဝှက်ချက်ကိုလေ့လာကြမယ် Today we'll study the secrets of plastic production ပထမဆုံးမြေအောက်ကနေရေနံစိမ်းနဲ့တဘာဝတန်ရွေ့တွေကိုထုတ်ယူရပါတယ်ဒီရေနံစိမ်းတွေကိုတန့်စင်စက်ရုံမှာအပူပေးပြီးခွဲထုတ်လိုက်ပါတယ် Kraken လို့ခေါ်တဲ့ fissile နဲ့ hydrocarbon molecule တွေကိုအပိုင်းပိုင်းခွဲလိုက်ပါတယ် iodic နဲ့ ethylene နဲ့ lumio ဆဲအင်ဂီတိုင် molecule နဲ့ terlapti from that small molecules like ethylene are obtained အခုတော့အရေးကြီးဆုံး polymerization အဆင့်ပါ molecule တွေကိုကွင်းဆက်တွေဖြစ်အောင်ချိတ်ဆက်ရပါတယ်ဒီရှည်လျားတဲ့ကွင်းဆက်ကြီးကို polymers လို့ခေါ်ပြီးဒါဟာ plastic ရဲ့အခြေခံပါပဲဒီ polymers တွေကိုအပူပေးအကြီးပြောစေပြီးပုံစံအမျိုးမျိုးကြောင်းနိုင်အောင်လုပ်ပါတယ် extrusion အဆင့်မှာ plastic တွေကိုအမြင်ဓာတ်လေးတွေဖြစ်အောင်တွန်းထုတ်လိုက်ပါတယ်ပြီးရင်တော့အရေးခံပြီး pellets လို့ခေါ်တဲ့အစိတ်လေးတွေဖြစ်အောင်ဖြတ်တောက်ပါတယ်ဒီအစိတ်လေးတွေကနေတဆင်ကျွန်တော်တို့မြင်တွေ့နေလာတဲ့ပစ္စည်းတွေဖြစ်လာတာပါ injection molding နည်းနဲ့လူတုံကုန်ပစ္စည်းတွေကိုအများဆုံးထုတ်လုပ်နိုင်ပါတယ်။ Polymer တွေထုတ်ဖို့ဆိုရင်တော့ blow molding လို့ခေါ်တဲ့လေမွတ်သွင်းတဲ့နည်းကိုသုံးပါတယ်။ပစ္စည်းတိုင်းကိုအရေးအသွေးစံချိန်မီဖို့အဆင့်ဆင့်စစ်ဆေးရပါတယ်။ Plastic အမျိုးအစားတွေအများကြီးရှိပြီး PET နဲ့ PVC လူသိအများဆုံးပါပဲ။ဒါပေမဲ့ plastic ဆုံးဖြတ်ပစ္စည်းတွေဟာကမ္ဘာမြေအတွက်စိန်ခေါ်မှုဖြစ်နေပါတယ်။ဒါကြောင့် plastic တွေကိုစနစ်တကျပြန်သုံးဖို့ recycling အလွန်အရေးကြီးပါတယ်။အခုဆိုရင်တဘာဝကိုမထိခိုက်တဲ့ bioplastics တွေကိုလည်းတီထွင်နေကြပါပြီ။အခုဆိုရင် plastic ထုတ်လုပ်ပုံကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။